နနဲ့မှာပေါ့နော်စင်ခေါ်မှုအများဆုံးပေါ့နော်အခန်းဖြစ်မယ်ဆိုတဲ့အခန်းဖြစ်မယ်အမှန်တိုင်းပြောရင်ကျွန်တော်တို့ဒီ Fight for Hope ဆိုတဲ့ဒီကားကိုကျွန်တော်တို့ကဟောလေလုံးဝဟို budget အများကြီးထုတ်ပြီးတော့ရိုက်ထားကားမဟုတ်ဘူးဒါ low budget နဲ့ကျွန်တော်တို့ဒီလို quality ရအောင်ရိုက်ခဲ့တဲ့ကားပေါ့လေဆိုတော့ဟိုပြောချင်တာကျွန်တော်တို့အဲ့ဒီကားရိုက်တဲ့အချိန်မှာအချိန်ကြီးဟိုအများကြီးအသုံးပြုခဲ့တာပေါ့ရှိတဲ့အချိန်ကိုကြိုးစားပြီးတော့ဒီရအောင်ရိုက်တာပေါ့ထားပါတော့အခုလက်ဝဲရုံပေါ်မှာကျွန်တော်တို့လက်ဝဲထိုးတဲ့စင်းတွေဆိုရင်လည်းသူကဟိုရုံအားတဲ့ရက်မှာကျွန်တော်တို့ကသွားရိုက်ရတာဥပမာထားပါတော့ရုံက2ရက်ပဲအားတယ်ရိုက်ရမယ့်စင်းက10စင်းလောက်ရှိတယ်ပုံမှန်ဆိုလက်ဝဲထွေဆောင်းတာအခုပြောသလိုလေဟိုတကယ်လက်ဝဲသမားတွေတောင်မှ3မိနစ်3ခါလား4ခါဘယ်လောက်လဲ3ခါနော်အဲ့လောက်ထိုးရောကွဲပြေးရောပြင်မထားပါတော့ကျွန်တော်ကကျတော့ရဟာဇန်မှာလည်းခဏထိုးရတယ်တကယ်ရိုက်တော့လည်းထိုးရတယ်အဲ့လိုမျိုးတရက်တဲ့နဲ့6စင်းလောက်လို့နော်ပြီးအောင်တောက်လျှောက်ရိုက်ရကျွန်တော်ကိုနေထူးနိုင်ရောပေါ့ဆိုတော့အခက်ခဲဆိုတာထက်ကိုဟိုဘယ်လိုပြပင်ပန်းပြီးတော့လေထိခိုက်ဒဏ်ရာတွေလည်းရကြတယ်တစ်ခါကျကျွန်တော်တို့ဟိုတိုက်ထားတဲ့အကွက်တွေရှိတယ်အခုကျွန်တော်ညာဘက်ထိုးလိုက်မယ်အခုကဟိုထားတော့ညာဘက်ထိုးရင်ဘယ်ဘက်ကိုရှောင်တော့အဲ့လိုခါကျကိုကညာဘက်ထိုးရင် तू ကညာဘက်ရှောင်လို့အဲ့လိုထုံးပြီးသွားတာတွေလည်းရှိတယ်ဆိုတော့ကျွန်တော်တို့ဒီဟာကိုအကောင်းဆုံးကြိုးစားပြီးတော့ရိုက်ထားတယ်ဟိုအခက်ခဲတော့အခက်ခဲရတော့အများကြီးရှိပါတယ်ဟုတ်มีความท้าทายก็มีเวลาจำกัดแล้วก็มีงบประมาณที่แบบใช้ไม่เยอะก็เลยเวลาไทยฉายเนี่ยมีจำกัดก็เลยเวลาไทย6 สิ่งใช่ไหมครับแต่ว่าใช้เวลาทั้งวัน2 วันมันก็เลยเหนื่อยตรงที่ต่อยมวยแล้วก็มีอุบัติเหตุนิดหน่อยเวลาต่อยนี่มันขยับมันจะตรงกับโดนชนอะไรเงี้ยโดนทุบอะไรเงี้ยก็มีแผลบ้างอุบัติเหตุบ้างอะไรบ้างหลุดเขาเรียกว่าหลุดมาใช่ไหมฮะเดี๋ยวทุ่มเทเลยนะครับทีนี้ถามนางเอกบ้างความท้าทายเอาเป็นว่าฉากที่เรารู้สึกว่าท้าทายที่สุดหรือยากที่สุดต้องในเรื่องนี้เลยครับไฟฟอร์โฮครับเชิญครับ嘛看中我都这个嘛看中看片买什么看片买哎呀ဂျမီကတော့ကံကောင်းထောက်မှဆိုတာနဲ့ဘောက်ဆာမဟုတ်တော့ထိခိုက်ဒဏ်ရာရတာမျိုးတွေပါတော့မရှိခဲ့ဘူးဒါပေမဲ့ယမင်းတို့ပါဝင်တဲ့ဒီအကိုတွေဆိုလို့ရှိရင်တကယ်ကိုအဲ့လိုထိုးတဲ့ခံတွေကိုအရန်ပူတဲ့ရာသီဥတုမှာခက်ခက်ရိုက်ကူးခဲ့ရတယ်ယမင်းရဲ့ preparation အပိုင်းကတော့ယမင်းကစိတ်ခံစားချက်ပေါ့နော်စိတ်ခံစားချက်ကိုပို့ပြီးတော့လေ့လာရတယ်ဒီလက်ဝဲသမားတွေရဲ့ဒီမိသားစုတွေဟိုအမျိုးသမီးတွေရဲ့သူတို့ရဲ့ပြည်စင်တွေခံစားရတဲ့ဆိုရင်ကိုပူပန်မှုတွေမျော်လင့်ချက်တွေဒီစိတ်ခံစားချက်တွေကိုပို့ပြီးတော့နားလည်အောင်လုပ်ရတယ်အခက်ခဲဆုံးစီးကတော့မရတစင်းတော့ရှိတယ်ဒါပေမဲ့အဲ့ဒီကိုစီးကဒီမှာပြပြီးလာတော့မသိကြဘူးအဲ့တော့ယမင်းပြောလိုက်လို့ရှိရင် spoiler ဖြစ်သွားမှာဆိုလို့ဒါပေမဲ့အဲ့ဒီစီးကတော့နင်းနေတဲ့အရန်ကိုခက်ခဲတဲ့ emotion ကို express လုပ်ရတာဖြစ်တဲ့အတွက်ယမင်းတို့ကတော့မမှန်ရရ exit လေးကတော်တော်ခက်ခဲခဲ့တယ်ယမင်းဘာပြောနေရလဲဆိုတော့သိချင်တော့ဆက်ပြီးကြည့်ပါလို့แล้วยังไม่บอกว่าเขารู้สึกโชคดีที่แบบว่าไม่ได้ต่อยมวยด้วยนะครับก็เลยไม่ได้เหนื่อยเท่าไหร่แต่ว่ารู้สึกความรู้สึกที่แบบว่าต้องคาแรคเตอร์ที่แบบเหมาะสมเราต้องฝึกจิตใจที่แบบว่าเข้ากับคาแรคเตอร์มันจะยากตรงนั้นแต่ว่าช่วงนี้บอกไม่ได้แต่ว่าถ้าบอกไปแล้วกลัวทุกคนรู้ว่ามันจะไม่สปอยเขาเรียกสปอยเดี๋ยวจะไปสปอยตอนที่ยังไม่ออกใช่ไหมฮะก็เลยไม่แน่ใจว่าดูหรือยังแต่ว่าถ้ายังไม่ได้ดูก็ไปชมที่หนังเรื่องนี้นะครับครับแต่ผมบอกเลยเท่าที่ผมดูมาคือเรื่องนี้โดยเฉพาะพระเอกนางเอกทุกคนแสดงออกทางสายตาสีหน้าดีมากโดยเฉพาะเรื่องของความอิโมชันนอลเมื่อกี้